Okay ဒီ video မှာတော့if statement ကိုသုံးပြီးတော့ simple temperature converter လေးကိုရေးပြပါမယ်။သူကဘယ်ကနေဘယ်ကို change လုပ်မှာလဲဆိုရင် Celsius ကနေ Fahrenheit ဒါမှမဟုတ် Fahrenheit ကနေ Celsius ကို change လုပ်မှာဖြစ်တယ်။အဲ့တော့သူ့မှာဘာတွေပါမလဲဆိုရင် နံပါတ်1က user input user ကဘယ်ကနေဘယ်ကို change လုပ်တာလဲဒါကို user input ကနေတောင်းမယ်။ပြီးတော့ရင် user ထည့်ထားတဲ့ input ပေါ်မှာမူတည်ပြီးတော့ Celsius ကို change မှာလား Celsius နဲ့ Fahrenheit change မှာလား Fahrenheit ကနေ Celsius change မှာလားဒါကိုဆုံးဖြတ်မယ်အဲ့တော့ decision making ကိုဆရာတို့ဘာနဲ့လုပ်မှာလဲဆိုတော့ if statement ကိုသုံးပြီးလုပ်မှာကဲအဲ့ဆိုရင် user ထည့်ထားတဲ့ input အတိုင်းကိုက temperature ကို change ပြီးသွားပြီဆိုရင် user ကို print ပြန်ထုတ်ပေးမယ် output ပေါ့အဲ့တော့ဒါကို print result လို့မှတ်လိုက်မယ်ကဲနံပါတ်4ကကြာတော့ကဲ user ကကိုထင်ထားသလိုမျိုးမဟုတ်ဘဲနဲ့အခြား input တွေထည့်ခဲ့မယ်ကိုထင်ထားတဲ့ input မဟုတ်ဘဲနဲ့အခြားဟာတွေထည့်ခဲ့မယ်ဆိုရင် error တွေတက်လာမယ်ဒါမှမဟုတ် program က crash သွားမယ်အဲ့လိုမဖြစ်အောင်လို့ error handling okay အဲ့တော့ကိုအောင်ရေးကြည့်ပါပြီးရင်တော့ဆန်နဲ့တူလိုက်ရေးမယ်ကဲတော့ဆန်နဲ့တူလိုက်ရေးကြည့်အောင်စသချင်း user ကို print သုံးပြီးတော့ print statement သုံးပြီးတော့ message တွေပြမယ်ပေါ့ဥပမာဘယ်ကနေဘယ်ကိုပြောင်းပါလဲဘယ်ကနေဘယ်ကိုပြောင်းပါလဲအဲ့တော့ဒါကို print statement သုံးမယ် print temperature converter ပြီးရင်နောက်ထပ် print statement သုံးမယ် print 1 ဒါ option 1ပေါ့ option 1က convert Celsius into Fahrenheit option 1က Celsius ကနေ Fahrenheit ကိုပြောင်းမယ် option 2ကကြတော့သူနဲ့ပြောင်းပြန် print option 2 convert Fahrenheit to Celsius ကိုပြောင်းမယ်ဒါဆိုရင် user ကဒါကိုရင် run လိုက်မယ် run လိုက်လို့ရှိရင် user သိသွားပြီ option 1ကဘယ်နေဘယ်ကိုပြောင်းပါလဲ Celsius ကနေ Fahrenheit ကိုပြောင်းမယ် option 2ကကြတော့ Fahrenheit ကနေ Celsius ကိုပြောင်းမယ်ဒါ user သိသွားပြီဆိုရင်သူ့ကို input တောင်းလို့ရပြီ input ကိုကျွန်တော်တို့ choice ဆိုတဲ့ variable ထဲမှာတောင်းမယ် choice equal to input enter 1 or 2 okay user စီကနေလည်း input ရပြီဒါကိုလည်း ထပ် run ကြည့်လို့ရသေးတယ် testing လုပ်တဲ့အနေနဲ့ temperature converter convert Celsius to Fahrenheit ဒါမှမဟုတ်ရင် convert Fahrenheit to Celsius အဲ့တော့1 Celsius ကနေ Fahrenheit ကိုပြောင်းချင်တယ်1ဒါဆိုရင်ဘာမှဖြစ်သွားဘူးအဲ့ဒါ2ဒါဆိုရင်ပြီးသွားတယ်ကဲအဲ့လိုမျိုး1ဒါမှမဟုတ်2ထည့်လိုက်ပြီဆိုလို့ရှိရင် user ထည့်လိုက်တဲ့တန်ဖိုးပေါ်မှာမူတည်ပြီးတော့ conversion ကိုလုပ်သွားမယ်အဲ့တော့ if statement ကိုသုံးမယ် if choice equal 1 choice က1နဲ့တူခဲ့မယ်ဆိုရင်1ဖြစ်ခဲ့မယ်ဆိုရင်ဆရာတို့က Celsius ကနေ Fahrenheit ကိုပြောင်းမယ်အဲ့တော့ user ကို temperature အပူချိန်ကို Celsius အနေနဲ့တောင်းမယ်ပြီးရင် Celsius ဆိုတဲ့ variable ထဲမှာပြန်သိမ်းထားမယ် Celsius equal to float input enter temperature in Celsius ပြီးတော့ရင် Fahrenheit ပြောင်းပြင်မယ်ရလာတဲ့အဖြေကို Fahrenheit ဆိုတဲ့ variable ထဲမှာသိမ်းမယ်အဲ့တော့ Fahrenheit equal to သူ့ရဲ့ formula က Celsius ကနေ Fahrenheit ပြောင်းမဲ့ formula က Celsius ကိုဘာနဲ့မြှောက်ပေးရမလဲဆိုတော့ Celsius ကို9/5 နဲ့မြှောက်မယ်ရလာတဲ့အဖြေကို32ပေါင်းရမယ်ဒါက Celsius ကနေပြီးတော့ Fahrenheit ကိုပြောင်းတဲ့ formula အဲ့တော့ဒီ formula နဲ့ပြောင်းပြီးသွားပြီဆိုရင်ဆရာတို့ print ထုတ်လို့ရပြီ print f placeholder user ထည့်လိုက်တဲ့ Celsius ပြီးရင်သူ့ရဲ့ symbol MacBook မှာဆိုရင်သူရဲ့ symbol degree symbol လေးကိုထည့်မယ်ဆိုရင် MacBook မှာ control command space ဒါဆိုရင်ဒီ box လေးကြားလိုက်မယ်ဒီ window လေးကြားလာလိမ့်မယ်ဒီ window တဲကနောက်ဆုံးက punctuation ထဲမှာဒီ
ဒီမှာ degree symbol လေးရှိတယ်ဒါလေးကိုသုံးပြီးထည့်လို့ရတယ်ပေါ့ဒါလေးပြန်ပေးလိုက်မယ် degree centigrade equal to placeholder တွားရင်ကိုရလာတဲ့ Fahrenheit တွားရင်ခဏဒီ degree symbol လေးကို copy ယူလိုက်မယ် degree Fahrenheit အဲ့တော့ဒီ degree centigrade တွေဒီ degree Fahrenheit တွေကိုဆရာဒီအပေါ်မှာသုံးကျင်တယ် convert Celsius to Fahrenheit ဆိုတဲ့နေရာမှာ Celsius ရဲ့အနောက်မှာ degree centigrade ကိုထည့်မယ်ဒီ Celsius ရဲ့အနောက်မှာလည်း degree centigrade ကိုထည့်မယ် degree Fahrenheit ကိုလည်းသူရဲ့သက်ဆိုင်တဲ့အနောက်မှာလိုက်ထည့်လိုက်မယ် okay ဒါဆိုရင် user ကို print ထုတ်ပြီးသွားပြီခဏကိုကျွန်တော်တို့ run ကြည့် enter 1 or 2 1 Celsius နဲ့ Fahrenheit ကိုပြောင်းမယ်125 degree Celsius ကနေ Fahrenheit ကိုပြောင်းကြည့်125 degree Celsius က950နဲ့ဒသမ3 Fahrenheit 259.0ဒသမ3 Fahrenheit ကျွန်တော်တို့ကထပ်ဆန်းကြည့်မယ်72မှာပါ1ပြီးတော့မှ72 degree Celsius ဆိုရင်167.6 degree Fahrenheit okay အဲ့တော့ choice က2ဖြစ်ခဲ့မယ်ဆိုရင်သူ့လိုမျိုးပဲဒါပေမဲ့ဒီနေရာမှာformula ပြောင်းသွားမယ် variable တွေပြောင်းသွားမယ်အဲ့ဒါကိုကြည့်ကြည့်elif ကိုသုံးမယ် elif choice အကယ်၍ choice က2ဖြစ်ခဲ့မယ်ဆိုရင်Fahrenheit ကနေပြီးတော့ Celsius ကိုပြောင်းမှာပေါ့အဲ့တော့ Fahrenheit ကို user စီကနေတောင်းမယ် temperature ကို Fahrenheit အနေနဲ့တောင်းမယ် Fahrenheit equal to float input enter temperature in Fahrenheit ပြီးသွားရင်ရလာတဲ့ Fahrenheit ကို Celsius ပြောင်းမယ် Celsius equal to ကဲဒီကံမှာကြာရင် formula ကပြောင်းသွားပြီ Fahrenheit ကနေ Celsius ကိုပြောင်းတဲ့အခါကြာရင် Fahrenheit ကိုဘာလုပ်ပြရမလဲဆိုတော့ Fahrenheit ကို Fahrenheit ထဲက32ကိုနှုတ်ရလာတဲ့အဖြေကိုဒါတို့5 by 9နဲ့မြဒီအပေါ်ကဟာနဲ့ပြောင်းပြန်ဖြစ်သွားမယ်ပြီးသွားရင် print ထုတ်မယ် print double quote placeholder အဲ့ထဲမှာ Fahrenheit ကိုထည့်မယ်ပြီးသွားရင်ဒီ degree Fahrenheit လေးကို copy ယူမယ် Fahrenheit equal to placeholder Celsius ပြီးသွားရင်သူရဲ့ symbol degree Celsius degree centigrade sorry okay ဒါကိုလည်း run ကြည့်အောင် control R enter 1 ဒီက2ကိုရွေးလိုက်မယ်100 degree Fahrenheit 100 degree Fahrenheit ကဘယ်လောက် degree Celsius ရှိလဲဆိုတော့39ဒသမနောက်က9တန်းစီပြီးထပ်လာတယ်အဲ့တော့အဲ့လိုမျိုးအချိန်တွေနဲ့ကြုံလာတဲ့အခါကျရင်ဆရာကဒသမကိုတနေရာအထိပဲလိုချင်တယ်ဒီနောက်ကဟာတွေကိုမလိုချင်ဘူးဒါဆိုရင်ဘာကိုသုံးရမလဲဆိုတော့ round function ကိုသုံးမယ် round function ကပုံမှန်ဆိုလို့ရှိရင်အနည်းဆုံးကိန်းပြည့်ကိုယူပေးတယ်ဆရာကအနည်းဆုံးကိန်းပြည့်ကိုယူမှာမဟုတ်ဘူးဒသမတနေရာအထိကိုအနည်းဆုံးနေရာယူမှာအဲ့တော့အနောက်မှာ comma 1ဆိုပြီးထည့်ပေးရမယ်ကဲဒီကဒသမ2နေရာအထိအနည်းဆုံးကိန်းကိုလိုချင်တယ်ဆိုရင် comma 2သူကတော့ comma 1ပဲဒါဒီက Fahrenheit ကိုလည်းအဲ့တိုင်းလိုက်လုပ်ပြီးလိုက်မယ် Fahrenheit ကို round function ထဲထည့်ပြီးသွားရင် comma 1 okay ဒါကိုထပ်ရမ်းကြည့်အောင်2ကိုပဲရွေးမယ် enter temperature in Fahrenheit ခုနလိုပဲ100 degree Fahrenheit ဆိုရင်ခုနကတော့လိုမျိုး7တွေအများကြီးထပ်မနေတော့ဘူး37.8 degree Celsius ဆိုပြီးလာပြပေးတယ် okay
အကယ်၍ user ကခုနပြောတဲ့1တွေ2တွေထည့်တာမဟုတ်ဘဲနဲ့အခြား input တွေထည့်ခဲ့ရင်တော့ဒါဆိုရင်အခု run ကြည့်မယ်2မဟုတ်ဘူး3ထည့်ဒါဆိုရင် program အံ့သွားတယ်ဘာမှဆက်မဖြစ်သွားဘူးဘာမှမပြလာတော့ဘဲနဲ့ program အံ့သွားတယ်နောက်တစ်ခါ1နဲ့ထည့်ကြည့်မယ်ဒါပေမဲ့စာသားအနေနဲ့ထည့်ကြည့်မယ်ဒါဆိုရင်လည်းအံ့သွားတာပဲ program ကprogram အဲ့လိုတော့မအံ့စေချင်ဘူးပေါ့နော်ဒီထည့်လိုက်တဲ့ input ကမှားနေတယ်ဆိုတာ invalid ဖြစ်နေတယ်ဆိုတာကို user ကိုပြန်ပြောချင်တယ်ပြီးသွားရင်ဘယ်ဟာကိုထည့်ရမလဲဆိုတဲ့အဖြေကို guide လုပ်ပေးမယ် user ကိုအဲ့ဒါကိုသုံးဖို့အတွက်ဆိုရင်ဆရာတို့ if လည်းပြီးပြီ elif လည်းပြီးပြီဆိုရင်နောက်ဆုံး else ကို run မယ် else print invalid input ဒါမှမဟုတ်ရင် invalid choice ပြီးတော့မှ please enter 1 or 2 okay ဒါဆိုရင် run ကြည့်အောင် enter 1 or 2ဆရာအခု1ကိုရွေးလိုက်မယ် enter temperature in Celsius 100 degree Celsius က212 degree Fahrenheit ရှိတယ်နောက်တစ်ခါထပ် run မယ်ဆရာ2ပဲရွေးမယ်ဒါပေမဲ့ TW2 ဆိုပြီးတော့စာသားနဲ့ရေးလိုက်ဒါဆိုခုနကလိုမျိုးဒီတိုင်းမအံ့သွားဘူးဒါ message လေးတစ်ခုထုတ်ပေးတယ် error message လေးထုတ်ပေးတယ် invalid choice ဆိုပြီးတော့ okay ဒီဟာကဒါ if statement ကိုသုံးပြီးတော့ဆရာတို့ရေးထားတဲ့ simple temperature converter လေးပါနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ဆရာတို့ဒီ temperature converter ကိုပဲဆရာတို့ while loop ကိုသုံးပြီးတော့ modify လုပ်သွားမယ် upgrade တွေလုပ်သွားမယ်အဲ့တော့အခုတော့ down နဲ့ပဲဆက်လိုက် bye bye